မမ်မီရုပ်ကလေးအပြည့်ဖြစ်နေတဲ့ဆက်စလီမမ်မီဖျားစပိန်နိုင်ငံဆက်စလီမြို့မှာရှိတဲ့ convention ဖျားအကြောင်းရဲ့ဘေးမှာလူသိမြတ်ထင်ရှားတဲ့မမ်မီဖျားအကြောင်းကြီးတစ်ခုရှိနေပါတယ်ဒီဖျားအကြောင်းတင်ချိုင်းဟာငကိုကတူတော်စင်ရုပ်အလောင်းလေးကိုမမ်မီအဖြစ်ပြောင်းပြီးတခြားရုပ်ကြီးသူတွေကြီးညိုလို့ရအောင်ထားတဲ့နေရာဖြစ်ပေမဲ့နောက်ပိုင်းမှာတထေးတကွယ်တွေကပါသူတို့လည်းမမ်မီတွေကိုလာထားတာကြောင့်မမ်မီတွေစုထားတဲ့နေရာလိုမျိုးဖြစ်သွားလာပါဒီမမီတွေဟာဝတ်ကောင်းစားလိုက်အမေတိချဝတ်ဆင်ထားကြပြီးတော့ဖျားเจ้าရဲ့နေရာနဲ့မှာပုံစံမျိုးစုံနဲ့တည်စီးနေတာပါဒီမမီတွေဟာတေးပြီးနောက်ကိုရင်းအင်္ကာတွေကိုထုတ်ထားလိုက်ပြီးတန်နဲ့ကြချောက်သွေးသွားရောင်အချောက်ခံထားတဲ့နီလန်းနဲ့လှုပ်ထားတာဖြစ်ပါတယ်သူတော်စင်တွေနဲ့အတူတည်စီးနေရတာကြောင့်နောက်တစ်ချိန်ကျရင်အတူဖြန့်လက်နိုးထားပြီးကောင်းမွန်တဲ့နေရာတွေကိုတွားရအောင်မေးဆိုရယုံကြည်ချက်တွေလည်းရှိကြပါတယ်ဖျားเจ้าချစ်ပေးမိနေရာနဲ့မှာမမ်မီလောင်းတွေရှိနေတာကြောင့်တယောက်တည်းတွားလာဖို့ဆိုရင်ထိတ်လန့်စရာကောင်းတဲ့နေရာအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်